မြတ်စွာဘုရားလက်ထက်ကယဟန်တော်၅ပါးယဟန်ကြီး၅ပါးကြီးမှယဟန်ပြုလာအဲ့ဒါစုံမိတဲ့အခါကျတော့သူစက်မိဆက်ရပြောရင်းနဲ့ညဉ့်ညခုံညတယ်ဘာညဉ့်တုံဆိုတော့ဒီမျက်စိနာနာလျှာကိုလို့ဆိုတဲ့နော်အာယုံ၅ပါးကိုသိနိုင်တဲ့တကား၅ပေါက်စိတ်တော့သူတို့ကမပြောဘူးဟုတ်လားဒီမြင်ရတဲ့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုခံစားရနော်အစပြုရစတင်လက်ခံရတကားပေါက်ကြီး၅ပေါက်ပေါ့ဟုတ်လားဒါကိုစောင့်ရှောက်ရတာထိမ့်သိမ်းရတယ်ရမ်းခက်တယ်အဲ့ဒါတပားကသူကမျက်စိကိုစောင့်ကြည့်တယ်တဲ့ခက်တယ်ဆိုတာ तू သိရတယ်တပားကတော့ဒီအတန်နဲ့ပတ်သက်ပြီးတော့နားကို तू စောင့်ရှောက်ကြည့်တယ်အဲ့ဒါလည်းခက်တယ်လို့ तू သိရတယ်အဲ့ဒါတွေ့တဲ့အခါကျတော့နော်စောင့်စည်းရတာတွေထဲမှာမျက်စိလေးစောင့်စည်းရတာရမ်းခက်တာပဲဟိုဟာမြင်တရားမြင်အကုသိုလ်အဲ့ဒီရပဲဝင်နေတယ်တယောက်ကလည်းဟင်နားကမင်းမျက်စိကပိတ်ထားလို့ရတယ်နားကပိတ်ထားလို့မရဘူးဒီအတန်ကြားနေရတာအကုသိုလ်လွန်များတာပဲနားကစောင့်စည်းရတာပိုခက်တယ်ဟာနောက်တစ်ယောက်ကနှာခေါင်းအနံ့ကလည်းခက်တာပဲပေါ့မတွက်နဲ့သူ့လည်းပဲဟုတ်လားဟာမင်းဘာပြောနေဒီအစားတောက်နဲ့ပတ်သက်လို့ကစောင့်အောင်စည်းရတာအခက်ဆုံးပဲဟုတ်လားဒါချို့အစားတောက်မက်တဲ့လူကလည်းမလွယ်ဘူးလေဟုတ်လားကာယမတ္တရာအပိုးခက်တယ်ဟာငါဘာလို့ညင်းကြတာတယောက်မှမင်းဟာလေးကဟုတ်တယ်လို့မလိုက်လျောနိုင်ဘူးသူတို့လည်းအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားပြီးတော့သူတို့ပြောတဲ့အကြောင်းကိုရှောက်တော့မြတ်စွာဘုရား၅ပါးလုံးခက်တယ်တဲ့ဘယ်ပါမှမလွယ်ဘူးတဲ့ဟုတ်လားနော်ဘယ်အာယုံကိုစောင့်ထင်းရတာမှမလွယ်ဘူးတဲ့သူ့အနေနဲ့သူခက်နေတာကြီးပဲတဲ့ခက်လို့မို့မင်းတို့9ယောက်လုံးဘဝတစ်ခုလုံးကဘလူးစားတာခံခဲ့ရတာအဲ့လိုစကားလေးမြတ်စွာဘုရားအရေးမြတ်လေးပြောတာအဲ့ဒီမှာယဟန်တော်တွေကတောင်းပန်တာသူတို့ဘလူးစားခံရတော့ဆိုတော့မှလူတော်တော်များများကြားဥပါတဲ့ဒီဇတ်တော်ဟုတ်လားဘုရားလောင်းမင်းသားလေးကနော်သူ့ရဲ့အကူကြီးတွေကအများကြီးရှိတော့ဘယင်ဖြစ်နိုင်ခြင်းမရှိလို့ပြည့်စေကဗုဒ္ဓရှင်မြတ်တို့ရဲ့အစုံအမကိုယူပြီးတော့နော်9ရက်အတွင်းအဲ့ဒီတိုင်းပြည်ကိုသွားနိုင်လို့ရှိရင်ရှင်ဘယင်ဖြစ်မယ်ဆိုလို့နော်ဘလူးမတွေနေတဲ့တောအုပ်ကိုဖျက်ပြီးတော့သွားမှလည်း9ရက်အတွင်းရောက်မှာဟုတ်အဲ့ဒါနဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တွေရဲ့ပေးချီပေးသေးနော်အဲ့ဒါတွေကိုသူအာကိုအာရအနေနဲ့ယူလာပြီးတော့သွားမယ်တိုင်းပြည်ကိုစွန့်ပြီးတော့အဲ့ဒီတက္ကသိုလ်ပြည်မှာရှင်ဘယင်ဖြစ်ရင်အဆင်ပြေမယ်ဆိုပြီးတော့စွန့်စားတာပေါ့အဲ့ဒီမှာသူ့ရဲ့မင်းချင်းသူ့ရဲ့ကြေးကျွန်9ယောက်ပေါ့သူတို့လည်းလိုက်မယ်ပေါ့အောင်မြင်လို့ရှိရင်သူတို့လည်းပဲယာရုယာခံရမှာဆိုလိုက်ချင်တယ်မင်းတို့လိုက်ချင်မှလိုက်လမ်းမှာဘလူးမတွေရှိတယ်အဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တွေကပြောတာအဲ့ဒီဘလူးမတွေကနော်အယောင်ကြိုက်တဲ့လူကိုအယောင်နဲ့ဖျားယောင်းတယ်အတန်ကြိုက်တဲ့လူကိုအတန်နဲ့ဖျားယောင်းတယ်ဟုတ်လားအနံ့ရတာတွေ့ထိအာယုံ၅ပါးနဲ့ဖျားယောင်းတယ်အဲ့ဒါမင်းတို့စိတ်ကိုမင်းတို့မနိုင်ဘူးဆိုလို့ရှိရင်မလိုက်ခဲ့နဲ့ခုလေးကစားပြောတယ်ဘလူးမတွေမှသိနေမှာတော့ဘာမနိုင်စရာရှိတုံးလိုက်ခဲ့မယ်ဆိုလိုက်တော့ကြတယ်လေလမ်းကြတော့ဟိုမှာဘာတော့ရုပ်ဆင်းအင်ကယူပါယုံနဲ့ဆွဲဆောင်တဲ့အခါကျတော့တယောက်ကပြုတ်ကြရင်ရောနေရရောဘလူးမမှန်သိရနော်သိရနဲ့ဟုတ်ချင်မှဟုတ်မှာပါလို့လဲတန်တရားဝင်လာလဲဖြစ်ချင်းဖြစ်မယ်ပေါ့သူ့ရဲ့မျက်လုံးတကားပေါက်ကို तू မဆောင်စည်းနိုင်တာနဲ့ तू အသက်ပေးရတာပေါ့နော်တယောက်ကဘာတော့အတန်နဲ့တယောက်ကအနံ့နဲ့တယောက်ကအရာသားနဲ့တယောက်ကအတွေ့အထိနဲ့9ယောက်လုံးပြုတ်တယ်ဒါဖះလောင်းနောက်ကိုအဲ့ဒီဘလူးမအသေးဆွဲလိုက်တယ် तू ကလည်းဒါဖះလောင်းကတော့အနာအကမခံဘူးဘလူးမတွေကဖန်ဆင်းထားတယ်ဆိုတာကိုသိနေတယ်ပေးချီပေးသေးရှိလို့ तू နားလည်းကတ်လို့မရဘူးအဲ့ဒါနဲ့တက္ကသိုလ်ပြည်ရောက်တဲ့အခါကျတော့မလျှော့ဘူးအဲ့ဒီဘလူးမလိုက်လာလမ်းမှာရွာတင်တွေဖြတ်တယ်လိုက်တာပဲရွာလူတွေကမေးတယ်ဟဲ့ဘလို့ဖြစ်တုံးသူတို့လင်မယားလိုပဲထင်းနေတာလေအဲ့ဒါဟာမလုံနဲ့အဲ့ဒါဘလူးမကျုပ်မျိုးသမီးမဟုတ်ဘူးပေါ့နော်အဲ့ဒါနဲ့ဘလူးမကိုပြောတဲ့ခါကျဘလူးမကလည်းလူအောင်ဖန်ဆင်းထားတာ哦ဟာဘလို့ဖြစ်တာတုံးဆိုတော့ဒီလိုပဲယောက်ျားတွေကစိတ်ဆိုးရင်ကိုမိမကိုလည်းဘလူးမလို့ပြောတာပဲလူတွေကလည်းယုံနေကြတာပေါ့နော်အဲ့ဒါနောက်ဆုံးတက္ကသိုလ်ပြည်ရောက်တဲ့ခါကျတော့ဘုရင်ကြီးကအဲ့ဒီဘလူးမကိုကြိုက်လို့ဖះလောင်းတားတဲ့ကြားတွေကခေါ်သွားတာလေအဲ့ဒီမှာဘလူးမကသူ့ရဲ့အမျိုးတွေပါညကြတော့ဘုရင်ကြီးကဝင်ခွင့်ထွက်ခွင့်အာဏာတောင်းပြီးတော့နန်းတော်တစ်ခုလုံးမှာရှိတဲ့မင်းကြီးတွေပါအကုန်စားပြစ်အဲ့ဒါနောက်ကြတော့မှကျန်တဲ့လူတွေကဘုရားလောင်းကိုနော်ရှင်ဘုရင်မြောက်တယ်ဆိုတဲ့ဇတ်တော်အဲ့ဒီတုန်းကဘလူးစားခံရတဲ့ဘုရားလောင်းနောက်ကလိုက်လာကြတဲ့မင်းကြီး9ယောက်ကအခုအဲ့ဒါရဟန်းတော်ကြီး9ပါးလာဖြစ်တယ်လို့အဲ့ဒီဇတ်တော်မှာမြတ်စွာဘုရားဟောတယ်နော်အဲ့တော့ဒီဒေသနာမှာဗာပြောထားတယ်ဆိုတော့စောင့်စည်းနိုင်ရင်စောင့်စည်းနိုင်တယ်လို့ကောင်းတယ်ပေါ့နော်ဒါလေးကကိုယ်ပိုင်ဉာဏ်နဲ့လည်းချဲ့ထွင်ပြီးတော့စဉ်းစားကြည့်ပေါ့ဒီမြင်စရာတွေကြားစရာတွေနမ်းရှူစရာတွေစားတောက်စရာတွေတွေးထိစရာတွေနဲ့ပတ်သက်ပြီးတော့မဆောင်ထိန်နိုင်ရင်မဆောင်ထိန်နိုင်တဲ့လောက်နော်အပျော်ကျူးရင်ကျူးတဲ့လောက်နော်အပေါ်ယံကြည့်မယ်ဆိုရင်လည်းပဲအကျိုးမဲ့ကြတာတွေ